ရက်ဟာတလောကလုံးမှာအင်အားအကြီးဆုံးဖြစ်တဲ့ထာဝရမတည်နိုင်တဲ့နတ်ဖျားတစ်ပါးပါဒါပေမဲ့ထူးဆန်းတာကသူဟာနေတိုင်းတည်ခွင့်ရဖို့တောင်းတနေခဲ့တာပဲဖြစ်ပါတယ်သူ့ရဲ့စွမ်းအားကအတိုင်းအဆမရှိကြီးမားလွန်းတာကြောင့်ဘယ်သူကမှသူ့ကိုမတတ်နိုင်ကြသလိုလောကမှာအတော်ဆုံးဆိုတဲ့စစ်တီတော်တွေတောင်သူ့ရဲ့ခန္ဓာကိုယ်ကိုချစ်ရတစ်ချက်ထင်အောင်မလုပ်နိုင်ခဲ့ကြပါဘူးဒါကြောင့်သူဟာထူးဆန်းတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပါတယ်အဲ့ဒါကတော့သူ့ရဲ့ရန်သူအားလုံးကိုဖမ်းဆီးပြီးဘရင်များမျိုးတော်ထဲမှာပိတ်လောင်ထားဖို့ပါပဲသူ့ရဲ့အစီအစဉ်ကတော့အင်အားကြီးစစ်တီတော်1000ပြည့်သွားတဲ့အခါနောက်ဆုံးစစ်ပွဲကိုဆင်နွှဲပြီးသူတို့အားလုံးရဲ့ပေါင်းဆက်အားနဲ့သူ့ကိုတပြိုင်နက်တည်းတိုက်ခိုက်ခိုင်းဖို့ပါအဲ့ဒီလိုပေါင်းဆက်အင်အားမျိုးကိုတော့သူလည်းခုခံနိုင်မှာမဟုတ်ဘူးလို့တွေးထားတာကြောင့်ပါဒါပေမဲ့အဲ့ဒီနေ့မှာပဲသူဟာတာဝန်တစ်ခုရခဲ့ပါတယ်နတ်ဖျားတွေဟာလှုပ်ဝက်မျိုးနွယ်စုတွေပုံအောင်နေတဲ့နေရာကိုရှာဖွေတွေ့ရှိသွားခဲ့ကြတာပါပထမဆုံးအနေနဲ့နတ်ဖျားသုံးပါးကိုလူသားတွေကိုရင်ဆိုင်ဖို့စေလွှတ်လိုက်ပါတယ်သူတို့ဟာနဂါးကြီးတွေကိုစီးနှင်းပြီးပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ကြပေမဲ့မအောင်မြင်ခဲ့ပါဘူးနောက်ဆုံးမှာတော့ဂျက်ကိုယ်တိုင်ပါဝင်လာခဲ့ရပါတယ်သူဟာလက်သီးတစ်ချက်ထဲနဲ့အမျိုးသမီးစစ်တီတော်တအုပ်ကိုအပြင်းထန်ဒဏ်ရာရစေခဲ့ပါတယ်ဒီလူသားတွေဟာအရန်ကိုအားနည်းလွန်းတာကြောင့်ဖမ်းဆီးဖို့တောင်မထိုက်တန်ဘူးလို့သူခံစားခဲ့ရပါတယ်သူကအဲ့ဒီအမျိုးသမီးကိုတတ်ဖို့ပြင်နေတော့မှပဲနောက်ထပ်စစ်တီတော်တယောက်ရောက်လာပါတယ်သူဟာဂျက်ကိုဝင်တိုက်လိုက်ပြီး Shells Fire ကမောက်ကမမီးရှန်စွမ်းအားနဲ့တိုက်ခိုက်ပါတော့တယ်ဒီတိုက်ခိုက်မှုကဂျက်ထက်ကိုနာကျင်အောင်မလုပ်နိုင်ပေမဲ့လူသားတယောက်ကနတ်ဖျားတွေရဲ့စွမ်းအားကိုသုံးနိုင်တာမြင်လိုက်ရတဲ့အတွက်ဂျက်တယောက်အံ့အားသင့်သွားပြီးစိတ်ဝင်စားမှုမြင့်တက်လာခဲ့ပါတယ်ဒုတိယအကြိမ်ထပ်မံတိုက်ခိုက်ပြီးတဲ့နောက်အဲ့ဒီကောင်လေးဟာဒဏ်ရာရနေတဲ့သူ့တငယ်ချင်းကိုခေါ်ပြီးထွက်ပြေးဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့မျက်စိတမိတ်အတွင်းမှာပဲဂျာကသူတို့ရှေ့မှာပေါ်လာပြီးတစ်ချက်တည်းနဲ့အလဲထိုးလိုက်ပါတယ်သူတို့တည်သွားပြီးလို့ဂျက်ထင်းနေချိန်မှာပဲအဲ့ဒီကောင်လေးကပြန်ထလာပြီးလှုပ်ဝက်လက်နက်တစ်ခုကိုထုတ်သုံးလိုက်ပါတယ်အဲ့ဒါကတော့နတ်ဖျားတွေကိုတတ်ဖို့တီးတန့်ထုတ်လုပ်ထားတဲ့တားမြစ်ထားတဲ့အမြောက်ပဲဖြစ်ပါတယ်သူဟာ Shells Fire စွမ်းအားနဲ့အဲ့ဒီအမြောက်ကိုချက်ချင်းအားဖြည့်လိုက်ပြီးပစ်ခတ်လိုက်တဲ့အခါမှာတော့နတ်ဖျားချက်တယောက်လွန့်ထွက်သွားပါတော့တယ်သူဟာကျက်ရဲ့ခန္ဓာကိုယ်အစိတ်စိတ်အမှုံမှာဖြစ်သွားတဲ့အထိတရက်ဆက်ပစ်ခတ်ခဲ့ပါတယ်ကောင်လေးရဲ့တငယ်ချင်းရောက်လာပြီးဒဏ်ရာရနေတဲ့ရဲဘော်ကိုတွဲခေါ်သွားဖို့ပြင်ကြပါတယ်ဒါပေမဲ့ရုတ်တရက်အရာအလုံးပြောင်းလဲသွားပါတော့တယ်စက္ကန့်ပိုင်းတွင်းမှာပဲကျက်ရဲ့ခန္ဓာကိုယ်ဟာမူလအတိုင်းပြန်လဲကောင်းမွန်လာပြီးသူတို့ရှေ့မှာပဲပြန်လဲမတ်တက်ရက်နေတာကိုတွေးလိုက်ရတဲ့အခါမှာ